ဒီမှာပေါ်တော့မှာပေါ့နော်ကျွန်တော်မှာတော့ဒီနံပါတ်လေးထည့်တာမနော်မိတ်ဆွေတို့မှာနံပါတ်မထည့်ရသေးဘူးဆိုရင်သူဒီနံပါတ်ထည့်ပေးလိုက်ထည့်ခဲ့လိုက်မယ်နော်ထည့်ခဲ့တယ်ဆိုရင်နံပါတ်လေးထည့်ပေးပါနံပါတ်ထည့်ပေးတာလဲကျွန်တော်တို့ဖုန်းထဲမှာလက်ရှိနေတဲ့နံပါတ်လေးကိုကျွန်တော်ထည့်ပေးရမယ်နော်ဘာဖြစ်လို့လဲဆိုတော့သူက OTP ကုတ်လေးသူပို့လာပေးတယ်ပြီးရင်အောက်ဆုံးမှာနှိပ်ထည့်ပေးလိုက်ယူနေကျွန်တော်တို့ဟာဒီလိုမျိုးကျွန်တော်တို့ထည့်ထားပြီးသားဖြစ်သွားမှာပေါ့နော်ကျွန်တော်မှာတော့ဒီမှာထည့်ထားပြီးသားဆိုတော့ okay ဒါဆိုရင်ဘာသာစကားပြောင်းနေတဲ့အရင်ပြောပြပေးမယ်ကျွန်တော်မိတ်ဆွေတွေတေချာကြည့်ပါဗျာအောက်ဆုံးမှာဒီမှာဆက်လေ30ကျော်ချက်နှိပ်ပါဗျာ okay ပြီးရင်ပေါ်နေတဲ့ဆွဲပါဒီမှာစတင်ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးပါဗျာပြီးရင်အောက်ဆုံးမှာ APP language ဆိုတဲ့နေရာလေးကိုချက်နှိပ်ပါပြီးရင်အောက်မှာကျွန်တော်တို့ဘာသာစကားသွားရွေးပါနော်ကျွန်တော်ကတော့မြန်မာဘာသာထည့်လိုက်မယ်ကျွန်တော်ဒီထဲမှာကျွန်တော်တို့ကိုနားလဲတဲ့ဘာသာဆိုရင်တော့ကျွန်တော်တို့ကိုလိုဒီမှာကြည်လို့ရတာပေါ့နော်โอเคပြီးရင်ဒီမှာကျွန်တော်တို့ internet smart နေလေးနဲ့ကျွန်တော်ပြောပြပေးမယ်ဗျဖုန်းပေကတော့ဒီမှာတပြားမှမရှိဘူးနော်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ဒီ package ဆိုတဲ့နေရာလေးကိုကျွန်တော်ချက်နှစ်ပေးရမယ်ဗျခဏလေးပါโอเคပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော် net ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါမိတ်ဆွေတွေဒီ net ဆိုတဲ့နေရာလေးကိုတစ်ချက်သွားပြီးနှိပ်ပေးပါဗျာခဏလေးပါโอเคဒီမှာတက်လာပြီပေါ့နော်ဒါကတော့သူတရေစာနှစ်ခုပေးတာတယ်ဒါပေမဲ့မတူဘူးသူကလှုပ်လျောက်တက်တန်တိုးလို့ရတဲ့ဈေးကတော့ကျွန်တော်တို့သုံးပြရတာအဆင်ပြေတာဖြစ်ပါတယ်ဗျာဒါလူတိုင်းဒီလိုမျိုးပဲသုံးပြနေတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုသွားဝယ်ရမလဲဆိုတော့ဒီမှာ32ပတ်ပေးရမယ်နော်ဖုန်းစင်းမှာအနည်းဆုံးပတ်စံ560လောက်ထည့်ထားပါဘာဖြစ်လို့လဲဆိုတော့ကိုနှစ်မျိုးစမ်းမရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က50ကျော်လောက်တော့ကုန်ပါပေါ့နော်โอเคဒါဆိုရင်ဒီမှာယခုဝယ်ရန်ဆိုတဲ့နေရာလေးကိုချက်နှိပ်ပါဗျာโอเคဒီမှာပြီးရင်ကျွန်တော်တီပြုတ်ပါဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါကျွန်တော်မှာတော့ဖုန်းပွင့်မရှိလို့ကျွန်တော်နှိပ်ပြတော့ဘူးပေါ့နော်တီပြုတ်ပါဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ message ပို့လာမှာပေါ့နော်ကျွန်တော် internet ရသွားပြီဆိုတဲ့အကြောင်း message ပို့လာမှာဖြစ်ပါတယ်โอเคပြီးရင်ကျွန်တော်ပြင်ပြထွင်မယ်ဗျခုနကတည်းကမျိုးစမတ်ပေးရမယ်နံပါတ်လေးမိတ်ဆွေတွေတေချာကြည့်ပြီးသွားလို့ပါစတာတက်ခွန်စတာတောင်းတုညရှက်ပြီးရင်ကျွန်တော်တို့ကခဏကျွန်တော်တို့ဝယ်လိုက်တဲ့စင်ကတ်မှာပဲပြန်ပြီးဝယ်ပေးရမယ်နော်ထက်စမတ်ပေးရမယ်နော်โอเคကျွန်တော်ဒါဆိုရင်တဲဆိုရင်တဲကိုနှိပ်လိုက်ပါနှင်းဆိုရင်နှင်းနှိပ်လိုက်ပါဒါဆိုရင် तू က20ပတ်ဖြတ်မှာဖြစ်ပါတယ်ဗျโอเคခဏ32ပတ်ခုက20ဆိုရင်တော့52ပတ်ပေါ့နော်โอเคဒီလိုမျိုး52ပတ်စမတ်လေးယူနေကျွန်တော်တို့က internet လိုက်ကောင်းကောင်းလေးတလားလောက်တုပ်ပြရမှာဖြစ်ပါတယ်အခုမင်းဆွေတွေကိုကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ပြောပြနေတယ်ဆိုတာဒီလိုမျိုးစမတ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုဗီဒီယိုရိုက်ပြီးတော့ပြောပြနေတာဖြစ်ပါတယ်ဗျ။ Okay internet smart နေတွေကတော့ဒီလောက်ပါပဲမိတ်ဆွေတွေသိချင်တာလေးရှိရင်ကျွန်တော် comment မှာရေးပေးကြလို့ရတယ်။နောက်နေ့ဗီဒီယိုမှာထပ်ဆုံမယ်ဗျ။ကျွန်တော်ကတော့ဇော်တော်ပါ။